Hi, I'm a maker, but my Tani Daba. He's a Jamatani Dama, Tala, and Tala. Tala, you know, Jamaga. She chose it. She chose one salad by. She and the madame de Chula. Chula being no, but was our family like it. Being not a me. Java is used on the one, and yeah. Mara. GDR ကျမရဲ့ GD အခန်းကတော့အပေါ်ဆုံးခန်းဆိုတော့အပေါ်ဆုံးတော့ဒုတိယခန်းကတော့ကျမလည်းသိမသိဘူးအဲဒါကြောင့်မို့ပါကျမသွားရပါတော့ကျမကမြန်မာကျောင်းတက်မှာပါနောက်လည်းကြာပါတော့အခုတော့မြန်မာကျောင်းမရောက်သေးဘူးမြန်မာကျောင်းကစောက်တာပေါ့နော်2လ3လလောက်ပဲရှိသေးဆိုမြန်မာကျောင်းကသွားလို့အဆင်မပြေသေးဘူးပြောရမယ်ပေါ့နော်အားရမှာမြန်မာကျောင်းကကျမစောက်မှာပါအကျမကြောင့်မြန်မာကျောင်းဆက်မှာလို့ရှိပါတယ်။ကျောင်းကြီးရပြင်မှာတဲ့ရှင်လျှောက်ပါတော့။အဲဒီချိန်မှာကတော့ဒုတိယထပ်ကိုတက်ပါမယ်ရှင်။ဒုတိယထပ်ရောက်မှာမယ်။ဒုတိယထပ်ရောက်ပြီဆိုရင်တော့ကျမဟုတ်အကျမဒုတိယထပ်ရောက်ပြီဆိုရင်ကျမအတန်းနဲ့ဝင်ပါမယ်။ကျမဒုတိယထပ်အခါမှာကျမဂျူတီကြတော့ဟိုးဆိုတော့အခန်းလေးပါဂျူတီကြပါတယ်။မထိုင်လိုက်ပါမယ်။ကျမဆရာမနဲ့ရှိဂျူတီခန်းလို့ကြပါတယ်။ပြီးရင်တော့ပြီးရင်ကျမထိုင်ပါမယ်ထိုင်နေမှာပေါ့နော်ထိုင်နေတဲ့အချိန်မှာတော့မမလေးထိုင်ကြည့်ပါအဲ့ဒါနဲ့ရောက်သွားပါမယ်မတို့အခန်းမြဲတမ်းလဲပါတယ်ဒါပထမအခန်းမှာကျမနေရတာပေါ့နော်2 or 1ဆိုရတယ်ဒါ2 or 2ခန်းမှာကျမက2 or 2အခန်းကပြီးပြီပေါ့နော်2 or 2အခန်းကပြီးပြီဆိုတော့ကျမတို့ရဲ့2 hour အခန်းထဲဝင်ကြတဲ့သူကရှိမယ်ထွက်တဲ့သူကလည်းရှိမှာပေါ့နော်ဒါပေမဲ့ကျမတို့ကထွက်ရပါပြီရှင်ကျမတို့ကအချင်းရနေပါတယ်ဒါပေမဲ့မတို့မတူပါဘူးဒါကြားလေးပြောင်းနေပါမယ်ကလေးတွေပြပါတယ်မညာရဘာလို့တက်အခန်းကဟာရတယ်တက်အခန်းဝင်ကြပါတယ်ဒါလည်းကျမတို့နဲ့အဖွဲ့တစ်ဖွဲ့လေးကြားတယ်သူတွေကကျမတို့နဲ့အဖွဲ့တစ်ဖွဲ့လေးကြားပါနော်သူတို့ကအခုမှကြောက်ဆိုင်ရတော့ပေါ့နော်ဟိုရရပြီးတော့နော်လည်းပြီးပြောမှာပေါ့ကျမကဒီထိတ်ဆုံးတန်းကြရပေါ့နော်ပြန်တော့မထားပြန်နေကျမတန်းသွားပါတယ်ကျမထွက်ပါမယ်ရှင်ပြီးတော့နောက်ကြတယ်လို့ပြောရပါမယ်တော့ပါမယ်ဝင်ပြီးရနေလို့ပြန်ထွက်လာကြတယ်ပြီးတော့ကျမတို့အောက်ထပ်ကိုဆင်းပါပဲရှင်အခုကမဆင်းသေးဘူးပေါ့နော်မရစကြည့်တဲ့ခဏဝင်လိုက်ပါတယ်အားနေလို့ပါစာလေးပါနေနေလားစာပေလေးပါလေးပေါ့နော်စာပေလေးပါလေးလုပ်လိုက်တယ်စာပေလေးလုပ်လို့နည်းနည်းပါးပဲစာပေလုပ်မယ်ပေါ့နော်အချိန်မအားဘူးဒီမှာနည်းနည်းပါးပဲလုပ်လိုက်ရတယ်ဆိုပြီးမြင်တော့ပါတယ်ပြီးဆိုရင်ကျမရောက်ပြီပေါ့နော်ဆရာမကပေါ်တက်လာဆရာမရဲ့တန်တွေ့ပြီးကျမတို့ကွန်ပျူတာပြန်မှာပေါ့နော်ကွန်ပျူတာကျမတော့ဟောစောဆုံးအရှိဆုံးတန်းပေါ့နော်ဒီအကြောင်းကြားတယ်။ဟောဒီတမ်းမှထိုင်ရပါတယ်။ဟောတော့ကျွန်တော်3နေပါနော်။ဒီမှာကျွန်မကလက်စမားနေဆိုပြန်တော့ကျွန်မစားတဲ့နေရောက်သွားတယ်။ဖူပကွန်လည်းရောက်သွားတယ်။ဖူပကွန်မှာကျွန်တော်တို့ထိုင်မယ်ပေါ့နော်။ကျွန်တော်တို့ကဟိုမှာလို့ကြောက်လို့ကျွန်မကြုံတဲ့နေရာမှာထိုင်ရတယ်။မောင်ထိုင်လိုက်ပြီးတော့ခဏဆောင်ပါတယ်ပြီးရင်ပေါ့နော်ဆရာမငါးရက်ချက်ပြီးပါတယ်ဘဒုခေါင်းမှာစိုက်မယ်ဆိုတော့ဆောက်ရစီရပါအဲ့မကြည့်ပါအဲ့မှာနော်ကျမစိုက်ထားတစ်ဖြတ်ပါကျမတမန်ဟဲ့ဟာကောက်စိုက်ခေါ်ပြီးတော့အေးဟုတ်တယ်နေကောက်ဆက်သွားအေးပါရေးဟုတ်ပါခရူနဲ့ခါရာနင်တို့ကလည်းနော်ဟုတ်ပါအောင်ငါကောင်းပွဲဆိုင်အေးပါဟဲ့em mà xem mà không lên sang đi đi hả là khứa này à mà lẽ mình có giờ bằng nga có bên xây nhà đấy hiện như mình làm sống xịn này nó nhưng mà này ok làm như này được phải này papa shine hả shine ra cái này shine ha được rồi cái nhà đi cái nó xong rồi xí cái mà nó bia đấyပြီးရှိရကြခဏဆောင်လိုက်တော့နော်ငါတရှိလောက်လိုက် error ပေါ့နော်ပြန်လဲစမစားသွားပါရှင်ဆရာမတော့စားဖို့ပြန်နေပြီနော်စားလိုက်ပါတော့
ပါဒါမဲ့ပါကပထမအဆုံးပေါ်တော့ဒီမှာ9နာရီထိုးပြီးကျမရဲ့အခန်းလေးအပေါ်ဆုံးတယ်ပါနော်အခန်းလေးမှာပေါ်ဆုံးတော့အဲ့ဒီအထက်ကိုသွားပါတယ်အချင်းပေါ်တော့ဆက်ကြည့်တယ်ကျမလေးဒါမဲ့ဝင်နေပြန်ပါအချင်းပေါ်လို့ပါအဲ့ဒီတော့ပြေးရတယ်ပေါ့နော်ဒါမဲ့တော်မီးရောမှာပါဒီဘာဒီခါကျမပကြည့်တင်နေတာလေပကြည့်တင်နေတာကလည်းအဲ့ရစောက်ရဲကြောက်စရာကောင်းလိုက်တာအဲ့ရသေးရပါရဲ့ပေါ့နော်အဲ့ဒါဆိုရင်တော့ပေါ်ပါတယ်အဲ့ရပေါ့နော်ဒီပါပြပြဆိုရပါဒီပါဒီပါဒီတော့ရမယ်အားတော့ပိတ်ထားတဲ့အခန်းမှာဒီမရှိအောင်မဒါဒီမရှိရအခန်းလေးပါပိတ်ထားပါလေဒီအခန်းကလည်းကျမတို့ဝင်လို့ရပါတော့ကျမတို့ဒါနားလေးခန်းမှာဖြစ်ပါတယ်အပြင်တော့ဒီမရှိပြရပါတော့ဒါတော့ရုံခန်းလို့ပြောတယ်ပေါ့နော်ဟောအေးဟိုဘာကြရမရှိဟိုပေါ့နော်မပါတော့ကျမဒီမှာစားတော့ရပါစားရခင်းပါနော်အဲ့တော့ဆက်မှာမရှိအဲ့ဒါဆက်မှာတော့မယ်ဒီအကောင့်ထားရရပါတော့ဟာကျမရဲ့အချင်းစုဒီလေးရပြီးပါပြီပေါ့နော်အချင်းတော့ကျမပြန်ပါလေတန်းဒီပြလို့ရတယ်ကခုခွေဖြတ်သွားဒီမှာရေရပြီရလာလို့ဆိုင်ပြန်စောက်စိတ်ပြန်ပါပြန်သွားပါမယ်ဒီပါတော့ပြီးရင်တော့ကျမတို့ရဲ့အိတ်ကိုပွားမှာပါတော့ကျမအိတ်မော်တာဆောင်းကကျမပြီးပါပြီအဆောင်ရောက်ပြီးပြန်လာတော့မယ်ဆောင်းမနေတော့ပါဒီဆောင်မတယောက်ထင်းနေရတယ်တယောက်ခန်းနဲ့တယောက်ခန်းမဟုတ်နင်းသွားတယ်မိုက်ရွာသွားမှာပါတမရွာသွားမှာရွာပြန်တော့ပါမယ်ရွာပြန်တော့ဒါပေမဲ့ဆောင်မို့ဒါကျမအိမ်တော့ပါနော်အိမ်ပြန်ပါလေအိမ်ပြန်ပြီးတော့ခဏနိုင်လိုက်ပါမယ်ပြီးရင်တော့ပြန်လာလို့မရှိဘူးပြန်လာပြေးကြည့်လိုက်ပါဦးမယ်အေးရောက်ပါပြီရှင်တော်ရမတော်ပါ